ကာယကဒုက္ခရှိခြင်းကြောင့်မြင်ရမယ်အခုခန္ဓာ၅ပါးဥပါဒမြင်ရရှိမြင်နေရတာပဲကြားရရှိကြားရပါကြားကားပဲမြင်ကားပဲနာကားပဲစားကားပဲထိကားပဲသိကားပဲယိုကားပဲပေါက်ကားပဲအလုံးထားပဲသွားတာပဲစိတ်လိတောက်တာပဲရေတောက်တာပဲတချို့ပြောတာကြီးဥမလေးတဲ့စိတ်လိကြီးတောက်ပါဖြစ်တောက်တာပါဖြစ်လေတောက်တာပါဖြစ်လေဒါနဲ့ဆုံးမစားရတော့ဘူးပေါ့ဟမ်စိတ်လိမသောက်ရင်ဆုံးမစားရဘူးပေါ့ဆုံးမစားရင်ရေမသောက်ရဘူးပေါ့ဒီတိုင်းပဲနေရမှာလားလို့ဖခင်ဒီတိုင်းနေသွားသလားတော့ပြောတောင်ပြောမသိပဲနဲ့ပြောတာနော်စိတ်လိကြီးတောက်နေရတယ်စိတ်လိမတောက်တော့ဘာဖြစ်လဲစိတ်လိတောက်တာအပြစ်လားစိတ်လိတောက်တာဘာဖြစ်လဲဟမ်ဒါနဲ့ရဟန္တာတွေဟိုမသိလို့ဒီမှာစိတ်လိတောက်တာအပြစ်လားလို့သမင်းစားတာအပြစ်လားလို့နော်ရေတောက်တာအပြစ်လားလို့ဒါဒီအပြစ်ပြောမလားဒါနဲ့စိတ်လိမတောက်လားဆိုရှင်သမင်းမစားနဲ့လေဟမ်တချို့ပြောတယ်မကွာတဲ့စိတ်လိကြီးငေါ့နေအဲ့တော့ဥပဒေကသူများမိုးကောင်းမှာအဲ့ဒီမှာအကက်ခတ်မဲ့ပုံကို၃ယောက်လာစိတ်လိခွက်ကြီးအနာချထားတော့ဥပဒေကလည်းဒီမှာကပ်ပါငါစိတ်လိကပ်ပါအောင်လို့မပြောပါဘူးကတ်တော်လည်းတောက်နေတာပဲအဲ့တော့အဲ့ဒီအကက်ခတ်မဲ့ပုံကို၃ယောက်လာတော့သူတို့ဒီကတက်လာတဲ့ကသိရပါစိတ်လိခွက်လှမ်းကြည့်ငါစိတ်လိအကက်ခတ်ကြပြားတမလင်ခွေထားတာနေပြီးတော့ဆောင်းဆောင်ကြီးတခါတည်းကိုဥပဒေကနေပြီးဆောင်းဆောင်ကြီးထိုင်တာဆောင်းဆောင်ကြီးထိုင်ပြီးတော့လက်တစ်ဖက်ခောက်ပြီးတော့ဒီတိုင်းထိုင်ပြီးတော့စိတ်လိကြီးပြီးတော့အဲ့ဒါမျက်စိမိတ်ပြီးတော့အဲ့ဒါလက်တစ်ဖက်ခောက်ဆောင်းဆောင်ကြီးထိုင်ပြီးတောက်တာပဲတောက်တယ်လေအဲ့တောက်ပြီးတော့ခေကိန်းကြတယ်တရားဟောတာတရားတစ်ခေဟောတာစိတ်လိတောက်တာအပြည့်လားလို့တခါရဲ့ဒီဝေဒနာပဲမဟုတ်လားရင်ကြက်ပြီးတော့နေတယ်ဒီစိတ်လိကိုရှိုက်ကျွန်းလိုက်လို့ရှင်ဩဒီကတော့ခရလက်ချက်ကလည်းပဲတခါကြီးလေနာရင်နာထရေလေနာရင်နာထတော့ယဟန်တစ်ပါးဟာယဟန်သောတာပန်တစ်ပါးရဲ့ယဟန်တာတစ်ပါးရဲ့ယဟန်တစ်ပါးလေနာရင်နာထတော့မြို့တဲ့ဆုံးအောင်ရွာတဲ့ဆုံးအောင်သွားတော့တခါတပိတ်သေးကိုရာဟုလေးပေါ့လေတခါတဲ့လေနာရင်နာတွေမရှိမစားဖြစ်လာဝေဒနာပြောက်စီခြင်းလားနော်ကာယကဒုက္ခဖြုတ်စီခြင်းလားစေတသိက်ကလို့ရှိတာမှမဟုတ်ပဲကာယကဒုက္ခဝေဒနာခံစားနေရတယ်နော်စေတသိက်ကလာချုပ်တာကာယကဒုက္ခဝေဒနာရှိသေးတယ်ဒီစိတ်တော့တာကာယကဒုက္ခဝေဒနာရှိလို့ဆေးအမှန်နဲ့ဖြစ်ပြီးဖွာနေတာနော်အဲ့ဒီဟာကိုမသိဘူးတကကြီးနော်အဲ့တော့ဒီခန္ဓာ၅ပါးဆွတ်စားနေရတဲ့ဥစ္စာကာယကဒုက္ခရှိသေးတယ်ဥပါဒခန္ဓာ၅ပါးရှိသေးတယ်သူ့မှာမကမကုံသေးလို့အာဟာရယုတ်အာဟာရကျွေးမှသာသနာကြီးပြုတ်နိုင်တယ်အာဟာရမစားဘဲနေဒီလိုပဲနေရမှာလားသိပြရမှာလားဟမ်အဲ့တော့ပုံကိုယ်ကြီးမသိတော့ပြောတယ်တခါတည်းတော်ပြောတောင်ပြောတယ်ကိုလည်းဘာမှမသိကျင်လည်းမကျင်မင်းနဲ့ထင်အောင်ထင်မှနဲ့အပေကြမှာလည်းမသိဘူးနော်တဲ့အင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်